မင်္ဂလာပါကျွန်တော်နာမည်ကတော့ Ricky Lerin Puya ဖြစ်ပါတယ်ကျွန်တော်ကတော့ဒီ IBC ရဲ့အကြောင်းမှာinternational student အနေနဲ့တက်ခဲ့ပါတယ်ကျွန်တော်အတွက်ကဒီအကြောင်းကိုတော်တော်လေးကိုအကျိုးပြုခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကဒီမှာမိသားစုအနေနဲ့လည်းဆက်ဆံပြီးတော့သူတို့က warmly welcome အနေနဲ့သူတို့ကဆောင်းလျှောက်ပေးရပါတော့ပြီးလို့ရှိရင်သူတို့မှာက facility အပြည့်ရှိပြီးတော့မှတန်တန်ရှင်းရှင်းလေး detail ကြလေးနဲ့မှတင်ပေးပါတယ်ကျွန်တော်ရဲ့အတန်းပိုင်ဆရာမဖြစ်တဲ့ chef Oshin ပေါ့နော်သူကလည်းအရန်ကိုထောက်ကူပြုပြီးတော့သူကစားလို့မတင်ဘဲနဲ့ဒီလိုမျိုးပျော်ပါးလေးနဲ့အကြောင်းကိုနေတိုင်းတက်လို့ပျော်အောင်သူတို့ကတင်ပေးပါတယ်ပြီးတော့ဒီမှာ executive chef ပြီးတော့the principal ဖြစ်တဲ့ chef Balinder Singh ပေါ့နော်သူကလည်းကျောင်းအုပ်ဆရာကြီးဆိုပြီးတော့တက်မနေပဲနဲ့ဟိုကကျွန်တော်တို့နဲ့နေ့တိုင်းဟိုမှာ interaction ပေးပြီးတော့honest feedback နဲ့ဘယ်လိုလုပ်ရင်ဘယ်လိုပိုကောင်းမလဲဆိုပြီးတော့ ਨੇ detail ကြလေး flowers ဆိုရင်ဘယ်လို flower ကဖြစ်လာလဲဘာညာပေါ့နော်အဲ့လိုမျိုးလေးလည်းသင်ကြားပေးပါတယ်ခင်ဗျာအဲ့အကြောင်းမလို့ဒီကနေပြီးတော့လေသူတို့က 100% work replacement ဆိုပြီးတော့လည်းရှိပါတယ်အဲ့ဒါကျွန်တော်လည်းဒီကနေပြီးတော့ vacancy ရှိပြီးတော့မှကျွန်တော် interview လုပ်ပြီးလို့ရှိရင်ကျွန်တော်အခုက Rosette House Hotel မှာinternship 6 လ internship အနေနဲ့ကျွန်တော်လည်းပြန်ရခဲ့ပါတယ်အဲအကြောင်းဒီအကြောင်းကကျွန်တော်တော်တော်လေးကိုအကျိုးတက်ရောက်ခဲ့ပါတယ်ခင်ဗျာကျေးဇူးပါ